အပူချိန်ကတီးမခံနိုင်လောက်အောင်ဖြစ်နေပါပြီအရှင်ဗျာနေရန်တွေကကျင်းမြောင်းလို့ဖိထားတယ်လို့တောင်ခံစားရတယ် ဒါအပူချိန်ကြောင့်မဟုတ်ဘူးဆိုမင်းနေရာမရှိတော့လို့ကြည့်လိုက်စမ်းငါစစ်တဲတွေမြင်းဆောင်ဆဲမှာအိတ်နေရတယ်စင်းတွေလဲဖို့တော့နေရာမရှိဘူးငါတို့ကကြောင်လောင်အိမ်ထိုင်းမှာနေနေရတဲ့ကြားတွေလိုဖြစ်နေပြီပေါင်းလောင်းမြက်နဲ့ခပောင်းချောင်းကငါတို့ကိုညှွတ်ထားတယ်တို့ချက်စရာမြေတောင်မရှိတော့ဘူး နက်ခတ်ဆရာတွေကပြောကြတယ်မြစ်ကကမ်းပါးကိုတိုက်စားနေပြီတဲ့ဒီအရက်မှာနမိတ်ကုန်နေပါပြီဗျာ ဒါဆိုငါတို့ကမ်းပါးကိုပြင်မှာမဟုတ်ဘူးငါတို့မြစ်ကိုရွှေ့မယ်ဆရာတော်တွေကိုပင့်လိုက်တီဟိုဆရာတော်လောကုတ္တရာဆရာတော်နဲ့ကြက်ဖတိုင်းဆရာတော်နဲ့ဟိုးတောင်ညူကကိုရင်လေးကိုခေါ်လိုက်ဒွါရာဝတီတဲမီအင်ပါယာတခုနဲ့ထိုက်ထိုက်တန်တန်ခင်မဲ့မြို့တော်တခုငါလိုချင်လဲဘယ်နေရာမှာတီးမလဲ အနောက်ရက်မှာပါဖေ။လေးကျွန်းကန်တော်လို့ခေါ်တဲ့ကြာအင်းကြီးနေရာဟာအသင့်တော်ဆုံးပါပဲ ကိုရင်လေးလျှောက်တာမှန်တယ်တကားတော်မင်းကြီးကဗုဒ္ဓဟူသာဘေးကင်းလုံးကျုံဖို့ဆိုရင်အနောက်အရမှာတီးရမယ်အဲ့ဒါကနဂရအယမြို့ပြအယပဲမှန်ပါဒါပေမဲ့တတိထားပြီးတီးရမယ်ကံရည်ပြင်ကိုမြို့ရိုးအတွင်တွင်းပြီးတီးလိုက်ရင်ရေပြင်ကအရှင်မင်းကြီးရဲ့နန်းတော်အတွက်ကြေးမုံပြင်ဖြစ်လာပါလိမ့်မယ် ။နေရကြတာလေအရေးကြီးတယ်။တကယ်လို့ကံရည်ပြင်မှာစနေတော့မှရှိနေရင်ဗုဒ္ဓဟူသာအတွက်စနေဆိုတာအာယုအသက်ရှည်ခြင်းပဲ။အေးမြတဲ့ရေနဲ့ကြာပန်းတွေအဲ့ဒီအရက်မှာရှိနေရင်အရှင်မင်းကြီးရဲ့နှလုံးတော်အေးမြမယ်။တက်တော်ရှည်မယ်။အရှင်မင်းကြီးရဲ့ဖုံးကျက်တရေဟာဇံဘူဒိတ်ကျွန်းလုံးကိုလွှမ်းမိုးလိမ့်မယ် ။တပိတော်လူဒီကိန်းကန်းအတိုင်းတီဆောင်နိုင်ရင်ဗုဒ္ဓဟူသားဘယင်ဟာမင်းဆက်30တိုင်တိုင်ပြိုင်ဘက်ကင်းအုပ်ဆိုးပါလိမ့်မယ် ရေကန်ကြီးတစ်ခုလုံးကိုငုံထားတဲ့မြို့တော်ဘလူးတရေစီမှလုံနိုင်မဲ့အလုပ်ပဲဒါပေမဲ့မင်းဆက်30ခိုင်မြဲမယ်ဆိုရင်တော့ငါတို့တီဆောက်မယ် မြို့ရိုးတွေကစတူရန်ကြတယ်။ကျုံကနတ်တယ်။အခုဒီမြို့ကနမဲတစ်ခုလိုတယ်။ဘလို့ခေါ်ကြမလဲ ဘုံကြီးဇန်ဝင်ကြည့်ပြီးပြီဒီမြို့တော်ဟာဇန်ဘူးဒီကျောင်းရဲ့မှန်ခင်းတခွန်ဖြစ်လိမ့်မယ်ဒါကြောင့်ကေတုမတီလို့အမည်ပေးတယ်အတိဘဲကအလန်တခွန်နဲ့ပြည့်စုံသောမြို့စစ်မြေပြင်မှာအလန်တခွန်တွေကတခြားအလန်တွေထက်မြင့်တယ်လို့မျိုးဒီမြို့ကဖဲတခင်ကိုမှအတိအမှတ်မပြုဘူး ။မှတ်တမ်းတင်လိုက်ရှင်ထွေကေတုမဒီကိုမြောက်ဖက်ကအင်းဝနဲ့တောင်ဖက်ကပကိုးတို့မော့ကြည့်ကြပါစေ။ငါတို့ရဲ့အလံကသူတို့ထက်ပိုမြင့်နေတာကိုမြင်စေရမယ်။ ။မီးတုတ်တွေယူခဲ့ဘယင်ကြီးကိုမတုတ်ခင်ရှို့ပြကြနေကြစမ်းအရှင်မင်းကြီးဓာတ်ကက်ပေးပါမြို့တကားဝမှာလာပြီးကျူးကျော်နေလာပါ တေချာကြည့်စမ်းပါတကားတော့သူတို့တုတ်တလားသူတို့အတိုက်လုံနေကြတာပြားဆိုတာညမ်းရှိတဲ့တတဝါအစာရေစာပေါ်များပြီးဘေးကင်းလုံခြုံတဲ့နေရာမှာပဲအုံဖွဲ့လီရှိတယ် ဒုက္ခတွေ မှန်ပါဒီပြားတွေအရှင်မင်းကြီးရဲ့အရေးကိုခိုးလုံးလိုမျိုးပဲတိုင်းပြည်ပြက်ကလူတွေအားလုံးတကားတော်ရဲ့အလံအောက်ကိုစုယုံရောက်ရှိလာကြလိမ့်မယ် မီးမရှို့နဲ့အစာကျွေးလိုက်တကားတိုင်တွေကိုတကာကြီးပတ်ဖျန်းပေးလိုက်ဂျာတပရင်းနဲ့သာအဆောင်တွေကိုပြားတွေစောင့်ဖို့ခန့်ထားလိုက်ကေတုမဒီဟာကဘာလောကရဲ့ပြားအောင်ကြီးဖြစ်တယ်ဆိုတာအားလုံးသိကြပါစေဒီမှာဘသူမှဆိုကြိုးစိုးတယ်
လူတွေကိုကြည့်ပါအောင်အရှင်မင်းကြီးရှမ်းတွေဂရင်တွေမွန်တွေအားလုံးအရှင်မင်းကြီးနောက်ကလိုက်ပါနေကြတယ်ပင်တလဲမင်းနဲ့အင်းဝကဒုက္ခတွေတွေတောင်အရှင်မင်းကြီးရဲ့နန်းတော်ကိုဝိုင်းဆောက်ပေးနေကြတာပါ ဒါလူပင်လေကြီးပဲရှင်ထွေးငါတို့မြို့ခေါင်းကိုတောထဲမှာထားဟဲ့မယ်ဒီနေ့ကစပြီးဒွါရာဝတီမင်းမိန်ပြီးကေတုမတီထွန်လင်းစေရမယ်ရွှေကြီးညိုရွှေကြီးကန်းအဲ့ဒါငါ့နာမည်ဖြစ်သွားပြီလားဒါဟာနမိတ်ပါရှင်မင်းကြီးပြည်သူတွေလမ်းတွေဈေးတွေထဲမှာတီဆိုနေကြတာပါကြီးညိုဆိုတာအရှင်မင်းကြီးနာမည်နဲ့လဲဆင်တူပါတယ်ကြီးကမြောက်ဖက်အင်းဝနဲ့တောင်ဖက်ဟန်တာဝရီစီပြန်ထားနေတဲ့အရှင်မင်းကြီးကအဲ့ဒီနှစ်ဖြီတောင်လုံးကိုဝါမျိုးလိမ့်မယ်လို့ဆိုလိုတာပါရွှေကြီးညိုဟာအာနာဇတ်နှစ်တီပါလာပါပြီဗျာဒိတ်ဆိုတာအန်ဒီအေရှိတဲ့အရာပဲရှင်ထွေးအရှင်မင်းကြီးကဖြည့်ဆည်းဖို့ကြက်ကွက်မှသာအန်ဒီအေရှိတာပါငါပြက်ကွက်မှမဟုတ်ဘူးကြီးကန်းတွေကိုငါကိုယ်တိုင်နေ့တိုင်းအစာကျွေးမယ်ရွှေကြီးညိုကိုပြန်တန်းခိုင်းလိုက်ငါဒီမှာစခန်းချတိုင်းနိုင်တယ်ဒီကုန်းကနေစစ်ချီတိုင်းအောင်ပွဲနဲ့ပြန်လာတယ်ဘာလို့ဒီကုန်းမီလဲရှင်ထွေးဘာလို့ငါစိတ်ကဒီနေရာကိုပဲဆွဲခေါ်နေရတာလဲဒါမြင့်မြတ်သောမြေမို့လို့ပါအရှင်မင်းကြီးရှေးရောက်မှတန်းတဲ့အရာလွန်ခဲ့တဲ့ကဘာအဆက်ဆက်ကမြတ်စွာဘုရားဒီနေရာမှာနားနေတော်မူခဲ့လို့ပါအဲ့ဒီဒန္တာကြီးကိုပြောပြစမ်းမြတ်စွာဘုရားဒီနေအောင်ပြကုံမှာနားနေတော့ပလလဲစင်မင်ကရေဆက်ကတ်တယ်ဒါပေမဲ့အဲ့ဒီနောက်တောစင်ရိုက်နှစ်ကောင်အဖေစင်ကြီးနဲ့တားစင်ကလေးတစ်ကောင်ကကြံချောင်းတွေလာလူကြတယ်ဖះရှင်ကကြံရည်ကိုသုံးဆောင်ပြီးပြုံးတော်မူတယ်ဘာလို့ပြုံးတာလဲဖះရှင်ဗျာဒိတ်ထားခဲ့တယ်ဒီကြံရည်လူတဲ့အဖေနဲ့သားစင်းနှစ်ကောင်ဟာဒီနေရာမှာပဲကြီးမြတ်တဲ့ဘီရင်တွေအထိပြန်လဲမွေးဖွာလာမယ်တဲ့ဒီနေရာဟာကဘာကုံနဲ့အထိအောင်မြေဖွင့်လိမ့်မယ်လို့ဟောခဲ့တယ်ငါကအဖေပေါ့အရှင်မင်းကြီးကတီထောင်သူပါအဖေစင်ကြီးပေါ့အရှင်မင်းကြီးကမြို့တော်ကိုတိဆောက်ခဲ့ပြီးအင်းဝရဲ့တန်ကြိုးတွေကိုချိုးဖျက်ခဲ့ပြီးဗျာဒိတ်တော်ကဆိုတဲ့တားဖြစ်သူကတော့စัจ java ဝတီမင်းဖြစ်လာလိမ့်မယ်အရဆယ်မျက်နာကိုစိုးမိုးမဲ့သူအရှင်မင်းကြီးစခဲ့တာတွေကိုသူအဆုံးသတ်လိမ့်မယ်ဒါဆိုငါတာဝန်ကအုတ်မြစ်ချွားပေးဖို့ပဲစစ်မှန်တဲ့ဖုံးချက်စီလာတော့ငါနောက်ကလိုက်လာမဲ့သူပိုက်ဆိုင်ရမယ့်အရာပဲ